ဝင်ဆန်းစပွဲသူတွေနာမျက်စိတွေကန်သွားပြီပဲဘယ်မှာပေါ်တဲ့ဒီတိုင်းထားလိုက်တယ်ဘုရားတဲ့တန်ဆူလေးကိုလုံးနေပြုံးတယ်အမြဲကိုရင်ဆိုင်နေမထားတဲ့တော့တော့စင်ငါကိုချစ်စမ်းမမင်းရဲ့လက်ထဲမမဒါပြင်လက်ခက်ကတော့1 2 and 3 and 4 and 1 2 and ဒီမှာ2ရဲ့ and က3မှာဆလာဆွဲသွားတယ်ဆိုတော့3မှာတီးစရာမလိုဘူး1 2 and 3 and 4 and အဲ့လိုမျိုးတီးရမှာဖြစ်တယ် intro မှာဆိုတော့1 2 and 1 2 and 3 and 4 and မှာ C key ကိုတီးလိုက်4ရဲ့ and မှာ1 2 and 3 and 4 and အဲ့လိုမျိုးပေါ့နော်ပြီးရင်နဘာမျိုးမှာ4ရဲ့ n မှာ d key ကိုပြန်တီးလိုက်1 2 and 3 and 4 n အဲ့လိုမျိုးပေါ့နော်ပြီးရင်4နောက်ထပ်နဘာ4ရဲ့ n မှာ e minor ကိုပြန်တီးမယ်1 2 and 3 and 4 n အဲ့လိုမျိုးပေါ့နော်ပြီးတော့ verse မှာကြတော့တစ်ချက်ချင်းစီပဲတီးလိုက် a minor ကိုတစ်ချက်ပဲတီးလိုက်ပြီးတော့အတန်ဆွဲသွားလိုက်ပေါ့နော်1 2 3 4 2 3 4 1 2 3 4 1 2 1 2 3 4 1 2 3 4 1 2 3 4ဒီမှာကြတော့1 2မှာ a minor တီးမယ်2ထိအတန်ဆွဲတာပေါ့နော်အဲ့ဒါပြင်3မှာနောက်တစ်ခေါက်ပြန်တီးပြီးတော့4မှာ c ပြန်တီးမယ်1 2 3 4ဟုတ်ပြီနော်အဲ့ဒါပြီးရင် pre chorus မှာ1 2 and 3 and 4 and 4 in မှာ f ကိုတီးမယ်1 2 and 3 and 4 and 1 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 ဒီမှာကျတော့ off beat နဲ့တီးလိုက်ပေါ့နော်1 2 3 4 1 and 2 and 3 and 4 and ဒီမှာကျတော့1 and 2 and 3 and 4 and ဒါပြင်နောက်ဆုံးပါမှာ1 2 3 b ကိုဆွဲမယ်1 2 3မှာနောက်တစ်ခေါက်ပြန်တီးမယ်3ပြီးတော့4မှာ d ကိုတီးမယ်4 1 2 3 1 2 3 4 1 2 3 and 4 intro မျိုးပေါ့နော် chorus မှာကြတော့4 in မှာ c တီးမယ်1 2 1 2 and 3 and 4 1 2 and 3 and 4 in မှာ d တီးမယ်ပြီးတော့နောက်တစ်ပါးမှာ1 2 and 3 and 4 in မှာ e minor ပြန်တီးမယ် chorus နောက်တစ်ခေါက်ပြန်တီးမယ်1 2 and 3 and 4 1 2 and 3 and 4 1 2 and 3 and 4 1 2 and 3 and 4ဒါပြီးရင်verse 2မှာကြတော့1 and 2 ထိပဲတီးမယ်2 and ကနေတော့ rest ဖြစ်သွားပြီ1 and 3 and 4 and 1 and 3 and 4 and 1 and 3 and 4 3 and 4 and 1 and 3 and 4 and 1 and 3 and 4 and 1 and 3 and 4 and နောက်ဆုံးမှာတစ်ချက်တီးပြီးတော့အတန်ဆွဲတော့မယ်1 2 3 4အဲ့လိုမျိုးပေါ့နော်ပြီးတော့ solo မှာကြတော့1 2 and 3 and 4 in မှာ f တီးမယ်1 2 and 3 and 4 and 4 in မှာ g တီးမယ်1 2 and 3 and 4 and a minor တီးတာပေါ့နော်ဆိုတော့solo အဲ့လိုသွားတာဖြစ်တယ်နောက်ကတွေကတော့အတူတူပဲဆိုတော့အခု intro တီးနေစကြည့်ရအောင်နော် intro ကတော့လာဒီမှာ slide ဆွဲသွားတာပေါ့နော်
အဲ့ဒါပြီးရင်ဟုတ်ပြီနော်ဒီမှာကုတ်တာအစနေအဲ့ဒါပထမခေါက်ပေါ့နော်ပထမခေါက်နောက်တစ်ခေါက်ပြန်တီးမယ်ဒါပြန်အဲ့ဒီပေါ့နော်ဒုတိယခေါက်ပြန်တီးမယ်အဲ့လိုမျိုးပေါ့နော်โอเคအားလုံးပဲစပီကြမယ်လို့ပြောလင်းပါတယ်လာသူလောကတဲ့နမဲလွယ်လွယ်ပြန်နေယေရှုကိုကန်ဝင်စံစပွဲ